တင်ဝစ်ထားတဲ့အဝတ်အစားတော်တော်များများဟာတတဲချင်းစီဖြတ်ထားတာမဟုတ်ဘူးဆိုတာယုံနိုင်မလားတကယ်တော့ဒါတွေကိုဆက်တွေနဲ့အစုလိုက်ဖြတ်တောက်တာပါအရင်ဆုံးအလုတ်သမားတွေကပိတ်စအလွှာတွေကိုတစ်ခုပေါ်တစ်ခုအထက်လိုက်စီးကြရပါတယ်ပိတ်စတွေကိုညီနေအောင်ပေချာညှိပြီးအထက်လိုက်ကြီးဖြစ်သွားပြီဆိုရင်တော့အပေါ်ဆုံးအလွှာမှာအဝတ်အစားပုံစံ pattern ကိုဆွဲလိုက်ပါတယ်အဲ့ဒီလိုအစင်စင်လုပ်ပြီးမှသာဆက်နဲ့ဖြတ်တဲ့အခါတိတိကျကျထွက်လာမှဖြစ်ပါတယ်ဒီနေရာမှာအဓိကကြတာကတော့လျှက်စစ်ပိတ်စဖြတ်ဆက်ပါပဲဆက်သွားလဲတာနဲ့အလုတ်သမားကဆွဲထားတဲ့ line အတိုင်းရှေ့ကိုလိုက်ဖြတ်ရပါတယ်ကြည့်ရတာအပေါ်ဆုံးအလွှာပဲဖြတ်နေတယ်လို့မျိုးထင်ရပြီမဲ့တကယ်တမ်းမှာတော့ပိတ်စအလွှာပေါင်းများစွာကိုတစ်ခါတည်းဖြတ်နေတာပါပုံမှန်ဆိုတစ်ခုချင်းစီဖြတ်ရမယ်အင်ဂျီအရှိချမ်းအနောက်ကျန်းနဲ့လက်ဆတဲ့အစိပ်ပိုင်းတွေကိုအခုတော့တစ်ခါတည်းနဲ့အပြတ်ဖြတ်လိုက်လို့ရသွားပါပြီဖြတ်တော့ပုံကအရန်ကိုချောမွေ့နေပေမဲ့အမားတော့အဖြစ်မခံပါဘူးဘာလို့လဲဆိုတော့အမားအရွှင်ဖြစ်နိုင်ကြီးဟာအင်မတန်နဲလို့ပါဆက်ကပိတ်စတစတွေကိုဖြတ်နေတာမဟုတ်ပဲတစ်ထပ်လုံးကိုဖြတ်နေတာထင်ပါတယ်အလုတမရဲ့လက်ကနင်းနေလေးချော်သွားတာအကွေ့တကောင်နဲ့ထိန်းနိုင်တာဒါမှမဟုတ်ဖြတ်တဲ့အနက်လွဲသွားတာမျိုးဖြစ်ခဲ့ရင်ပျက်စီးသွားမှာကအင်ဂျီတစ်ထက်စာပစ္စည်းတင်မကပိတ်စတစ်ထပ်လုံးဖြစ်သွားပါလိမ့်မယ်ဆိုလိုတာကဆုံးရှုံးမှုဟာချက်ချင်းဆိုသလိုအစပေါင်းများစွာများသွားတာပါဒါကြောင့်ဒီအလုတ်ကကြည့်ရတာလွယ်သလိုရှိပေမဲ့အမှားလုံးဝအဖြစ်မခံတဲ့အလုပ်မျိုးပါဒီနီလန်ကမြန်ဆန်ယုံတင်မကပဲထုတ်လုပ်မှုကိုလည်းပိုများစေပါတယ်ဖြတ်ပြီးသားအပိုင်းအစားတွေကိုပြန်ချုပ်ပြီးထုတ်ပို့လိုက်ပြီးဆိုရင်တော့ရောင်းချဖို့အဆင်သင့်သွားပါပြီနော်ကဲတငယ်ချင်းတို့ရေဒီဗီဒီယိုလေးကနေဘဟုတုတရခဲ့ရင်ကျေနပ်ပါတယ်ဗျာ like and share လေးလုပ်ဖို့မမေ့နဲ့နော်